ဒီနေ့မှာတော့10မိနစ်ထဲနဲ့အလွယ်တကူလဲချက်လို့ရပြီးစားလို့ကောင်းတဲ့ဝတ်သားမုံညင်းခြင်းလေးကြော်ပြပေးမယ်နော်။ပါဝင်ပစ္စည်းလေးတွေကတော့ဝတ်သားမုံညင်းခြင်းစက်သွန်မဲငရုတ်သီးစိမ့်လေးလိုပဲဖြစ်ပါတယ်။အရင်ဆုံးအိုးတွေကိုစီထည့်ထားလိုက်ပါမယ်ရှင်။စီပူလာပြီဆိုလို့ရှိရင်စက်သွန်ဖြူစက်သွန်နီးဆက်နွဲ့အယောင်တမုံတို့ကိုအချိုးကျရောဆက်ထားပြီးလွယ်ကူရိုးရှင်းနဲ့အမေကြီးဟင်းချက်နှစ်မုံလေးသုံးလိုက်ပါမယ်ရှင်။ချိတ်တက်ပြီးသွားပြီဆိုရင်တော့ကြိတ်ထားတဲ့ဝတ်သားလေးတွေကိုထည့်လိုက်ပါမယ်ရှင်။အမေကြီးဟင်းချက်အနှစ်မုတ်ကစက်သွန်ဖြူနီးထူထောင်းစရာမလိုတော့ရုံးသမားကျောင်းသမားရဲ့အတွက်အဆင်ပြေစေရပေါ့အချိန်ကုန်လဲတက်တာစေလေဝတ်သားရဲ့အားလုံးချက်တဲ့အနေထားရောက်သွားပြီဆိုရင်တော့ပဲငမြရဲ့အနေငယ်ထည့်လိုက်ပါမယ်ရှင်ပြီးသွားပြီဆိုရင်တော့ရှမ်းမုံညင်းချင်းလေးကိုပါတစ်ခါရေးထည့်လိုက်ပါမယ်ရှင်သမသွားအောင်မှွေပြီးတော့စီပြန်တဲ့အထီးစောင့်ပေးလိုက်ပါမယ်ရှင်အရသာအတွက်စားလေးအနေငယ်ထည့်လိုက်ပါမယ်ရှင်အနက်မမွေးလေးဖြစ်စေဖို့အတွက်စက်သွန်မိန်နဲ့ငရုတ်သီးစိမ့်လေးကိုပါထည့်ထားလိုက်ပါမယ်ရှင်အခုဆိုလို့ရှိရင်အရသာရှိပြီးအနက်မွေတဲ့ဝတ်သားမုံညင်းချင်းလေးကိုလွယ်လွယ်ကူကူနဲ့ချက်စားလို့ရပြီဖြစ်ပါတယ်ရုံးတက်ရမယ့်မနက်တိုင်းအတွက်အမေကြီးဟင်းချက်အနှစ်မုံလေးစောင့်ထားဖို့